မင်္ဂလာပါတငယ်ချင်းတို့ရေဒီနေ့မှာတော့အကျွေးမဆက်နိုင်လို့ကဘာမြေကနေထွက်ပြေးရင်တခါသုံးအသေးခံအလုပ်ကိုလုပ်ရတဲ့တငယ်ချင်းနှစ်ယောက်အကြောင်းတင်ဆက်ပေးသွားမှာပါစိတ်ဝင်စားစရာအကောင်းဆုံးကတော့အဓိကဇက်ကောင်ဟာတေသွားတိုင်းခန္ဓာကိုယ်အသစ်မှတ်ဉဏ်အဟောင်းနေနဲ့အသက်ပြန်ရှင်လာနိုင်တဲ့ထူးခြားတဲ့သိပ္ပံဇက်လန်းလေးကိုပြောပြပေးသွားမှာပါဇက်လန်းဆက်ဆက်ချင်းအနာဂတ်ကာလမှာကဘာနဲ့အဝေးကြီးမှာရှိတဲ့ Niflheim ဆိုတဲ့ဂျူဘော်ကနှဆိုင်နဲ့6ကမ်းပါးတစ်ခုထဲမှာမစ်ကီပြုတ်ကြပြီးတတိလစ်နေတာကိုတွေ့ရပါတယ်။သူတတိရလာချိန်မှာသူ့တငယ်ချင်းတီမိုရောက်လာပြီးမြဲမစ်ကီကိုမကယ်ပဲထားခဲ့ပါတယ်။ဘာလို့လဲဆိုတော့မစ်ကီသာအခုတည်သွားရင်မနှက်ဖြန်ချခန္ဓာကိုယ်အစ်စ်နဲ့ပြန်ရှင်လာမှာကိုဒီလိုနဲ့မစ်ကီတယောက်ထဲ6ထင်းမှာတီမိအချင်းကိုစောင့်နေတော့ခရစ်ပါလို့ခေါ်တဲ့အီယာမပိုးကောင်ကြီးတွေသူ့စီကိုရောက်လာပါတော့တယ်။ဒီအချင်းတွေကိုဘလို့ရောက်သွားတာလဲဆိုရင်လွန်ခဲ့တဲ့4နှစ်ခွဲလောက်ကမစ်ကီနဲ့တီမိုတို့ဟာကဘာပေါ်မှာစီးပွားရေးလုပ်ဖို့မာဖီးယားခိုင်းစီကနေငွေချီးခဲ့ပါတယ်ဒါပေမဲ့အကျွေးမဆက်နိုင်တဲ့အခါမာဖီးယားခေါင်းဆောင်ကသူတို့ရှိမှပြီးအကျွေးမဆက်တဲ့တခြားလူတယောက်ရဲ့ခြေထောက်ကိုလွှားစက်နဲ့ဖြတ်ပြပြီးချင်းချောက်ခဲ့ပါတယ်။အသက်ခံရမယ့်အရေးကနေလွတ်အောင်သူတို့နှစ်ယောက်အာကာတာတွေထွက်ပြေးဖို့ဆုံးဖြတ်လိုက်ကြပါတယ်။အဲ့ဒီအချိန်မှာနိုင်ငံရေးသမားကန်နက်ဦးဆောင်ပြီးလူတွေကိုဂျိုးသစ်စီခေါ်သွားမယ့်အစီအစဉ်တစ်ခုရှိနေပါတယ်။တီမိုကကျွမ်းကျင်လီရင်မှုဆိုတော့အလွယ်တကူအရွေးခံရပေမဲ့မစ်ကီကဘာအရေးချင်းမှမရှိလို့ဘယ်သူမှမလုပ်ချင်တဲ့ expandable လို့ခေါ်တဲ့အသေးခံအလုပ်ကိုရှောက်ပြီးလိုက်လာခဲ့ရပါတယ်။ဒီအသေးခံအလုပ်ဆိုတာကဂျိုတစ်မှာအန်ဒီရီများတဲ့အလုပ်မှန်သမျှကိုရှေ့ထွက်လုပ်ပြရတာပါအလုပ်မစခင်မှာမစ်ကီရဲ့တကူလုံးကိုစကင်ဖတ်ပြီးမှတ်ဉာဏ်တွေကိုသိမ်းဆည်းလိုက်ပါတယ်သူတီးသွားတိုင်းသူ့ရဲ့ခန္ဓာကိုယ်နဲ့မှတ်ဉာဏ်တွေကိုမိတူကူးဆက်လိုမျိုးဖန်တီးတဲ့စက်နဲ့ကိုဘွားခလုံးအစ်စ်တစ်ခုဖြစ်အကြိမ်ကြိမ်ပြန်ထုတ်ပြီးမှဖြစ်ပါတယ်လီးနှစ်ခွေးကြလို့ချိုတစ်ကိုရောက်တဲ့အခါမှာလေမစ်ကီဟာလီထုဆန်တတ်တာစီဇန်ဆက်တာတွေကြောင့်အကြိမ်ကြိမ်တည်ဆုံးဖြစ်ရပြီး16ကြိမ်ရောက်တည်ဆုံးပြီးမှပဲကာကွယ်စီအောင်မြင်သွားပါတယ်ဒါကြောင့်16ကြိမ်ရောက်ပြန်လည်မွေးဖွားလာတဲ့သူကိုမစ်ကီ17လို့ခေါ်ကြတာပါခီးစီအတွင်းမှာမစ်ကီကလုံခြုံရေးအရာရှိနာဆာနဲ့ချစ်သူတွေဖြစ်ခဲ့ကြပါသေးတယ်တရက်မှာမစ်ကီတို့အဖွဲ့အပြင်ထွက်လေ့လာရင်းအဖွဲ့ဝင်တယောက်တည်ဆုံးသွားတဲ့အတွက်ခေါင်းဆောင်ကန်နက်ကမစ်ကီကိုအပြစ်ပေးတဲ့အနေနဲ့အစာလျှော့ကျွေးပြီးခရစ်ပါတကောင်ကိုအရှင်ဖမ်းခိုင်းပါတယ်ဒီလီလိုက်ရှာရင်းနဲ့မစ်ကီ6ထဲပြုတ်ကျသွားချင်းခရစ်ပါအကောင်ကြီးတွေကသူ့ကိုမစားပဲကဲတင်ပေးလိုက်ပါတယ်ဒါပေမဲ့ပြဿနာကသူတီဗီအထင်နဲ့စခန်းမှာမစ်ကီ18ကိုအသစ်ထပ်ထုတ်လိုက်ပါပြီဥပဒေအရကိုဘွားနှစ်ခုတပြိုင်နက်ရှိခွင့်မရှိပါဘူးမစ်ကီ18ကဒေါသကြီးပြီးကြမ်းတမ်းပေမဲ့မစ်ကီ17ကတော့သဘောကောင်းပါတယ်သူတို့နှစ်ယောက်လျှို့ဝှက်နေထိုင်ဖို့ကြိုးစားနေတော့မှာပဲမစ်ကီ17ကခေါင်းဆောင်ကန်နက်နဲ့ညစာစားဖို့ရွေးချယ်ခံရပါတယ်ဒါပေမဲ့အဲ့ဒီအစားအစာတွေကလူတွေစားလို့ရမရစမ်းသက်တဲ့ဓာတုဗေဒအစားအစာတွေဖြစ်နေလို့မစ်ကီအလွန်အမင်းနာကျင်ခံစားခဲ့ရပါတယ်ဒီအကြောင်းကိုမစ်ကီ18သိသွားတော့ကန်နက်ကိုအရန်ဒေါသထွက်ပြီးတပ်ပစ်ဖို့အထိကြိုးစားခဲ့ပါတယ်နောက်ဆုံးမှာတော့သူတို့နှစ်ယောက်လုံးအသက်ရှင်နေတာကိုခေါင်းဆောင်ကန်နက်သိသွားပြီးဖမ်းဆီးလိုက်ပါတယ်ဒီအချိန်မှာအကျဉ်းတောင်လေးကိုတီမိုရောက်လာပြီးမာဖီးယားခိုင်းကသူတို့နှစ်ယောက်ထဲကတစ်ယောက်ကို73ပိုင်းပိုင်းပြီးတတ်တဲ့ဗီဒီယိုပို့ဖို့တောင်းဆိုထားကြောင်းလာပြောပါတယ်။တစ်ချိန်လေးမှာပဲစခန်းကလူတွေကခရစ်ပါအကောင့်ပေါက်လေးတစ်ခေါင်ကိုဖမ်းလာတဲ့အတွက်ဒေါသထွက်နေတဲ့ခရစ်ပါအကောင့်ကြီးတွေအများကြီးအာကာသယင်ကိုလာဝိုင်းထားကြပါပြီ။ကန်နက်ကအသက်ခံရမယ့်အရေးကနေလွတ်ချင်ရင်မစ်ကီနှစ်ယောက်လုံးကိုဘုံတက်ထားတဲ့အင်ဂျီတွေဝတ်ပြီးအပြင်ထွက်အတိခံခိုင်းပါတယ်။အပြင်ရောက်တော့မစ်ကီ17ကခရစ်ပါအမေကြီးနဲ့ဘာသာပြန်ဆက်ကနေတဆင့်စကားပြောကြည့်တဲ့အခါသူတို့ကလေးကိုပြန်ပေးဖို့နဲ့လူတွေဘက်ကသူတို့ကလေးတစ်ခေါင်ကိုတတ်ခဲ့တဲ့အတွက်အစားထိုးအနေနဲ့လူတစ်ယောက်တီးပြီးရမယ်လို့တောင်းဆိုပါတယ်။မဟုတ်ရင်အားလုံးကိုအတန်လိုင်းနေနဲ့တပ်ပစ်မယ်လို့ချင်းချောက်လာပါတယ်။ဒီအခြေအနေကိုဖြေရှင်းဖို့မစ်ကီရဲ့ချစ်သူနာဆာကကန်နက်ဖြစ်မိန်းမကိုဒါစာခံလုပ်ပြီးခရစ်ပါအကောင်ပေါက်လေးကိုအတင်းလွှတ်ပြီးခိုင်းကအမိဖြစ်သူစီပြန်ပေးလိုက်ပါတယ်။တစ်ချိန်လေးမှာပဲအပြင်ဘက်မှာမစ်ကီ18နဲ့ခေါင်းဆောင်ကန်နက်တို့တပ်ဖို့နေကြရင်မစ်ကီ18ကသူ့အင်ဂျီကဘုံခလုတ်ကိုအပိုင်နှိပ်လိုက်တာကြောင့်နှစ်ယောက်လုံးပုတ်ပွဲတိတ်ဆုံးသွားပါတယ်လူသားတွေဘက်ကအသက်နှစ်ချောင်းပေးလိုက်ရပြီးကလေးကိုလည်းပြန်ရလိုက်တဲ့အတွက်ခရစ်ပါတွေကကြည်နက်သွားပြီးတိုက်ခိုက်တာကိုရပ်တန့်လိုက်ပါတော့တယ်နောက်6လအကြာမှာတော့မာဖီးယားခိုင်းကတီမိုကိုတပ်ဖို့လူလှုပ်ခဲ့ပြီးမြတီမိုကပဲပြန်တက်နိုင်ခဲ့ပါတယ်ကန်နက်တည်သွားလို့နာဆာကခေါင်းဆောင်တစ်ဖြစ်လာပါတယ်သူမကလူတွေကိုအတိခံခိုင်းတဲ့ကလုံးစနစ်ကိုအပီးတိုင်းဖြတ်သိမ်းလိုက်ပြီးလူသားတွေနဲ့ခရစ်ပါတွေကဂျိုတစ်ပေါ်မှာအတူတကွငြင်းချမ်းစွာနေထိုင်သွားကြပါတော့တယ်။ဒါကတော့မစ်ကီ17ရဲ့စိတ်ဝင်စားစရာဇာတ်လမ်းလေးပဲဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တငယ်ချင်းတို့အားလုံးကိုကျေးဇူးတင်ပါတယ်။ဗီဒီယိုလေးကိုသဘောကျရင် like လေးနှိပ်သွားပြီးဖို့မမေ့နဲ့နော်။နောက်ထပ်ဇာတ်လမ်းတွေအသစ်တွေမှာပြန်တွေ့ကြမယ်။